မင်္ဂလာပါရှင်ဇန်နဝါရီလ22ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့စုပြည်နန္ဒာလေးပါ။ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့အမျိုးသားတအုပ်ခြံရှင်းနေခြင်းကရင်ပြည်နယ်လှိုင်ကော်မြို့မှာမိုင်းနှင်းမိပြီးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းပေါင်းပြီးထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မင်းကွန်းရဲစခန်းနဲ့မြသိန်းတန်စီဒီမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်မြသိန်းတန်စီဒီနဲ့မင်းကွန်းရဲစခန်းတို့မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဘန်ကာတစ်ခုကိုရှင်းလင်းနိုင်ခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဇန်နဝါရီလ18ရက်နေ့မိုးလွဲ2နာရီခန့်မှာစကိုင်းမြို့နယ်မင်းကွန်းတိုက်နယ်တွင်မြသိန်းတန်စီဒီတော်နဲ့မင်းကွန်းရဲစခန်းတို့မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်နဲ့ပြူစောတိပူပေါင်းအင်အား100ခန့်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲစစ်ကော်မရှင်တပ်ရဲ့ဘန်ကာတစ်ခုကိုရှင်းလင်းနိုင်ခဲ့ပေမဲ့နယ်မြေအခြေအနေအရယာယီသားတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးရဲဘော်တွေထိခိုက်မှုနေပါစေဖို့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့နဲ့အတူမင်းကွန်း PDF မင်းကွန်းတိုက်နယ်ပကဖပါလာဖ People Servant for ရတနာပုံတပ်ဦးနိုမိုဒီဒေတာရှိ NND GS4 ဦးတောင်းမီဒေါင်းမှန်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီယာသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့လက်သမားတော်လှန်ရေးအဖွဲ့ FRN မဟူဝါရွှေဘူသား PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားတအုပ်ခြံရှင်းနေခြင်းကရင်ပြည်နယ်လှိုင်ကော်မြို့မှာမိုင်းနှင်းမိပြီးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်လှိုင်ကော်မြို့ဒေါက်ခုရပ်ကွက်မှာအမျိုးသားတအုပ်ခြံရှင်းလေးပြုလုပ်နေခြင်းနေမြုံမိုင်းနှင်းမိပြီးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဇန်နဝါရီလ22ရက်နေ့မနက်ပိုင်းမှာလှိုင်ကော်မြို့ဒေါက်ခုရပ်ကွက်နေကိုကျော်နီဆန်းဆိုသူအမျိုးသားမှာခြံရှင်းနေခြင်းမြေမြုံမိုင်းနှင်းမိပြီးခြေတစ်ပတ်ပြက်ပြီးထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လှိုင်ကော်မြို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ဒေါက်ခုနောင်ရနနက်တော်မိုင်းလုံးစားတဲ့ရပ်ကွက်တွေမှာမြေမြုံမိုင်းနှင်းမိတာတွေမကြာခဏဖြစ်ပွားလေးရှိပြီး2025ခုနှစ်စက်တင်ဘာလမှာနိုဝင်ဘာလအထိ3လအတွင်းလှိုင်ကော်မြို့မှာမြေမြုံမိုင်းနှင်းမိတာကြောင့်3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ9ဦးထိရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ကလည်းလှိုင်ကော်မြို့ပကံရက်ကွက်နေအမျိုးသား2ဦးတောင်ရမအပြန်မိုင်းနှင်းမိပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရမ်းမြို့နယ်ထဲကကျေးရွာကိုအကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်လို့နေအိမ်နှလုံးမိလောင်ပြီးအရက်သားပြည်သူတအုပ်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းတရက်ခရိုင်တရက်မြို့နယ်မြောက်ဖက်ဖောက်ခရိုင်အုပ်စုရွာတည်ကြီးကျေးရွာကိုစစ်ကောင်ရှင်တပ်ကအကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အရက်သားသေဆုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ22ရက်မနေ့ကနေ့လယ်2နာရီခန့်ကတရက်မြို့နယ်ဖောက်ခရိုင်အုပ်စုရွာတည်ကြီးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအေယာဝတီမြစ်အရှေ့ဘက်ခြမ်းကနေလက်နက်ကြီးနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပထမလေရင်နဲ့ကျဲတယ်လို့တောင်ထင်တာအကြောင်းမရှိပဲပစ်တာပါ။တော်လိုင်းတက်တွေလည်းမရှိသလိုဘာမှလည်းဖြစ်တာမရှိပါဘူး။ဒီတိုင်းလက်တဲ့ဆမ်းပြီးပစ်သွားတာထင်နေနေနှလုံးပျက်စီးပြီးလူတစ်ယောက်သေသွားတယ်လို့ဒေသခံတူကပြောပါတယ်။ရွာတည်ကြီးကျွော်ကိုစစ်ကောင်ရှင်တပ်ကတရက်မြို့နယ်တစ်ဖက်ကမ်းရှိအောင်လံမြို့နယ်တွေကနေလက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်ခဲ့တာကြောင့်နေနှလုံးမီးလောင်ခဲ့ကအရက်သားပြည်သူတအုပ်သေဆုံးခဲ့တယ်လို့ကနဦးသိရပြီးအသေးစိတ်အချက်လက်ကိုတော့မြို့တော်အနေနဲ့ဆက်လက်စုံစမ်းနေပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နီကာတာနျူကလ িয়ার တပ်ပေါင်းဖို့ကိုပြန်လည်ပတ်မယ်လို့ဂျပန်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။2011ခုနှစ်ဖူကူရှီမာနျူကလ িয়ার မတော်တဆမှုဖြစ်ပွားပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ဂျပန်နိုင်ငံအလဲပိုင်းရှိနျူကလ িয়ার တပ်ပေါင်းဖို့တစ်ခုကိုမနေ့ကဗုဒ္ဓဟူးနေ့မှာပြန်လည်ပတ်တော့မှာဖြစ်တယ်လို့ဂျပန်ရဲ့တိုကျိုလျှက်စစ်စွမ်းအားကုမ္ပဏီ TEPCO ကထုတ်ပြန်လိုက်ပါတယ်။နီကာတာခရိုင်ရှိခါရှိဝါဆာကီခါရီကာနျူကလ িয়ার စက်ရုံရဲ့အမှတ်6တပ်ပေါင်းဖို့ကိုမူလကအင်္ဂါနေ့မှာစတင်မှုစီစဉ်ထားပေမဲ့နည်းပညာဆိုင်ရာချွေးချက်အချို့ကြောင့်ဆွေးဆိုင်ခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အကုန်ကစက်တပ်မှုတွေပြုလုပ်နေစဉ်တပ်ပေါင်းဖို့ရဲ့အဖွင့်ပိတ်စနစ်ကိုထိန်းချုပ်တယ်။ထိန်းချုပ်တံတွေရဲ့အချက်ပေးစနစ်မှာနည်းပညာဆိုင်ရာချွေးချက်အချို့ရှိခဲ့တာကြောင့်ရွှေဆိုင်ခဲ့ရတာဖြစ်ပြီးအဆိုပါစက်ရုံရဲ့ထိန်းချုပ်တံပေါင်း200ကျော်ရှိတဲ့အထက်ကထိန်းချုပ်တံ90ခန့်မှာအချက်ပေးစနစ်မှားယွင်းနေတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။လက်ရှိမှာTEPCO ကုမ္ပဏီအနေနဲ့အဆိုပါချွေးရင်းချက်တွေကိုပြင်ဆင်ပြီးစီးသွားပြီးဖြစ်ကလုပ်ငန်းစဉ်အလုံးလည်းအဆင်သင့်ဖြစ်နေတာကြောင့်ဒီနေ့ညဂျပန်စံတော်ချိန်9နာရီအချိန်မှာတပေါင်းကိုပြန်လည်လက်ပတ်သွားမယ်လို့သိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအလုံးကိုစိတ်နှပြအကြမ်းမှချမ်းသာကြပြီး
ဆရာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့တဘာဝဘေးရင်းရဲ့တွင်မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။